တော့မေးချင်တော့ပါ မေးပါ မနေ့တော့ PR စနစ်ကိုဒီမှာအချင်းဆုံးကဆို PR စနစ်ချင်းဆုံးမှဆိုလို့ရှိရင်မဲအလူလေးမရှိအောင်တို့ကဒီလက်ခံလာတယ်ပေါ့နော်အခုသူတို့မဲအလူလေးမရှိအောင်လို့ PR စနစ်ချင်းဆုံးပဲဆိုတော့ဒီတော့ပြောတော့မဟုတ်ပါဘူး90တုန်းကဟုတ်ဘူးအခုဥက္ကဋ္ဌပြောတဲ့ကိစ္စမင်းတို့အဲ့ဒါထုတ်ထားတယ်ဒီချရှင်းထားတယ်အဲ့ဒါဘယ်လိုစနစ်ကိုသုံးမှမသုံးဘူးဆိုတာကော်မရှင်ဖွဲ့ပြီးတော့ဒါကိုစုံစမ်းမယ်ဆိုတော့အဲ့ဒါဖွဲ့ပေါ့ဒါတော့မင်းတို့သဘောတူတယ်ဟုတ်ကဲ့ခင်ဗျာစုံစမ်းပေါ့မင်းတို့ကဒါစုံစမ်းတာကြိုက်တယ်ဘာလို့တချို့ကအပေါ်ရန်ကြောပဲဒီ PR စနစ်ကိုပြောသွားတာဟုတ်ကဲ့သိကပြောပါအောင်ဘုရားမေးတာပြန်ပြောအခုဆိုရင်တို့ကမဲလေးလေးမရှိအောင်လုပ်မယ်ဆိုလို့ရှိရင်ရောအမေတို့90တုန်းကအနိုင်ရခဲ့တဲ့အချိန်အဲ့ဒါပေါ့အဲ့တော့ဆရာဇော်မြင့်မောင်ပြန်မေးတယ်မလားဒီကိစ္စအဲ့လိုမဲလွေမရှိအောင်လို့ပြောတဲ့ပုံကိုယ်တွေကတယောက်တစ်ပါးသားမှတူးတစ်ပါးသားမှအဲ့90တုန်းကပြည်သူ29သိန်းရဲ့မဲတွေအလေးလွင့်ဖြစ်သွားတဲ့ကိစ္စအထက်မှာပြောသွားဘူးဆို436လို့ဒီဘက်ကခန့်နိုင်နေနေပေါ့နော်ပြည်သာတင်နေဆိုပြီးတော့ကျွန်တော်တို့အနေနဲ့သုံးသပ်တယ်အဲ့ဒီပုံမှန်မျိုးဘယ်လိုမြင်လဲအဲ့လိုတော့လေဟိုအမေကမဆွဆွဲကြဘူးသူတို့ဘယ်လိုအကြောင်းကြောင့်တင်နေဆိုတာတော့ဒီလွတ်တော်ထဲမှာပြောသွားတဲ့အတိုင်းပဲမိတို့ကသုံးသပ်မှာပေါ့ဒါနဲ့မိတို့မြင်တာတော့ဒီလိုသုံးသပ်ချက်တွေကမခိုင်လုံဘူးလို့မြင်တယ်လေအခုဆိုလို့ရှိရင်တော့ဒီ PR တင်လိုက်တော့ဒီ PR ကိုသူတို့ရှင်းပြသွားတယ်ဆိုတဲ့ပုံမှာမဲလေးလေးတွေမရှိအောင်လို့ပြောတယ်တစ်ခါကလည်းတိုင်းသားတွေအနေနဲ့ဒါကိုလက်မခံကြဘူး PR ဖြစ်လာမယ်ဆိုလို့ရှိရင်ဒီမှာပြည်ငင်းရေးနဲ့ဒီမှာပြည်ရဲ့တိုင်းသားစီလုံးနေလေးပေါ့ဘယ်လိုယူဆလဲအဲ့ဒါတိုင်းသားတွေကိုယ်တိုင်ကပြောတာနော်ဒါပထမဦးဆုံးနေ့မှာဒီဟာကိုဆွေးနွေးတဲ့မဆွေးနွေးတဲ့ဆုံးဖြတ်တဲ့အချိန်တုန်းကဆိုရင်ဥပရှင်ထပြောခဲ့တယ်ဒါတိုင်းသားစီလုံးညီညွတ်ရေးထိပါပါတယ်ဆိုတော့အဲ့တော့အမေအနေနဲ့ပြောတာတဲ့တိုင်းသားတွေပြောတာပို့ပြီးတော့ထိအောင်မှုရှိမယ်လို့ထင်တယ်အခုကန့်ကွက်ဆွေးနွေးတဲ့အထက်မှာမေးဘူးတက်မတော်ဘက်ကလေသူတို့ကဒီမနေ့ကပြည်တော်စုအရေးကိုပါထိခိုက်နိုင်တယ်တိုင်းသားအရေးတွေထိခိုက်နိုင်တယ်လွတ်တော်တွေကိုဆိုလို့ရှိရင်သူတို့ဒီကျန်းဖက်သမားတို့ဘာလို့တော့ဝင်ရောက်လာနိုင်တယ်လို့ဆိုတော့တက်မတော်ကကိုယ်စတဲ့တက်ဥကထားပြီးတော့အဲ့ဒီအပေါ်မှာဆိုလို့ရှိရင်အခုဆွေးနွေးချက်ကဒီအဖွဲ့ချုပ်နဲ့ဒီတက်မတော်ဘက်ကလိုက်ကန့်ကွက်နေတဲ့သဘောမျိုးသူတွေချို့ရတယ်သုံးသက်ကြတယ်လေအဖွဲ့ချုပ်ကလည်းဒီဥစ္စာကိုမသုံးချင်ဘူးတက်မတော်ကလည်းမသုံးစေချင်ဘူးဒီနှစ်ခုကတစ်ချိန်မှာဒီမဲခွဲဆုံးဖြတ်တဲ့ပုံစံမျိုးတွေခု PR နဲ့ပတ်သက်လို့ဖြစ်တာလို့ချင်းအဖွဲ့ချုပ်နဲ့ဒီတက်မတော်ဘက်ကအတူတူစိတ်ထားချင်းတူသွားမယ်တော့ရှိနိုင်မှာမေတခါလေတမ်းမတော်နဲ့ NLD နဲ့စိတ်ထားချင်းတူရင်မဆိုးဘူးလို့ထင်တယ်ဟုတ်ကျေးဇူးပါ